ပကံခဲမြန်မာစာပေမြန်မာစာပေလို့ပြောလိုက်ရင်ကျွန်တော်တို့မြန်မာတွေလက်ခံထားကြတာကပကံခဲကြောက်စာတွေကနေစတင်တယ်လို့ပဲလက်ခံထားမိကြပါတယ်ဆရာကြီးဦးဖေမောင်တင်ရဲ့မြန်မာစာပေသမိုင်းဆိုတဲ့စာအုပ်မှာလည်းမြန်မာစာပေဟာပကံခဲကြောက်စာတွေကနေစတင်တယ်လို့ရေးသားခဲ့ပါတယ်အဲ့ဒီကြောက်စာတွေတဲကမှပြောစမှတ်အတွင်ဆုံးကတော့မြစီရီကြောက်စာလို့ခေါ်တဲ့ရာဇာကုမာကြောက်စာဖြစ်နေပါတယ်ရာဇာကုမာဟာကျန်စစ်သားရဲ့သားဆိုတော့ကျွန်တော်တို့မြန်မာစာပေရဲ့တမိုင်းအစဟာရာဇာကုမာမင်းသားလက်ထက်ကြတော့မှထွန်းကားခဲ့တာလားလို့မေးခွန်းထုတ်စရာဖြစ်လာပါတယ်အဖြေကိုပြောရမယ်ဆိုရင်တော့သူတည်တနာမှတ်တမ်းတွေအရမှန်တယ်လို့ပဲဖြေရပါလိမ့်မယ်ဘာကြောင့်လဲတကယ်တော့မြစီရီကြောက်စာထက်စောပြီးတခြားကြောက်စာတွေလည်းရှိခဲ့ပါသေးတယ်အဲ့ဒီကြောက်စာတွေထဲမှာမြန်မာစာအသုံးပြုမှုအင်မတန်နည်းပါပါတယ်ဒါနဲ့ပဲကျွန်တော်ထပ်ပြီးတွေးမိတယ်ပကံခေတ်ဟာမြန်မာသမိုင်းရဲ့အစလို့ပြောပြီးပကံခေတ်ကိုတီထောင်တဲ့အနော်ရထာမင်းလက်ထက်မှာကြောက်စာတွေမရှိခဲ့ဘူးလားအနော်ရထာမင်းလက်ထက်မှာတော့ဘာလို့မြန်မာစာပေကမထွန်းကားခဲ့တာလဲအဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာစာပေစစ်ရဲ့အကြောင်းကိုသိရှိဖို့အတွက်နောက်ကျောင်းပြန်လိုက်ရမယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာစာအခရာစတင်ရာအိန္ဒိယနိုင်ငံစီကိုသွားမှရပါလိမ့်မယ်အိန္ဒိယကိုမသွားခင်ဒီကြားထဲမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုအနေနဲ့ကျွန်တော်ဖတ်ရတာလေးကိုပြန်ပြီးမျှဝေပေးခြင်းပါတယ်အဲ့ဒါကကျွန်တော်တို့ဗမာလူမျိုးရဲ့အကြောင်းပါပဲဘာလို့လဲဆိုတော့စာပေအကြောင်းပြောမယ်ဆိုရင်လူမျိုးအကြောင်းကမဖြစ်မနေကိုပြောမှရပါလိမ့်မယ်ဒါကြောင့်ဒီအကြောင်းအရာကိုပြောရတာဖြစ်ပါတယ်တကယ်တော့ဗမာလူမျိုးတွေဟာတရုတ်တိဘက်အုပ်စုကြီးတွေကတစုဖြစ်တဲ့တိဘက်ဗမာအုပ်စုတစုဖြစ်ပါတယ်လူမျိုးနွယ်ကတော့မွန်ဂိုလိုက်လူမျိုးနွယ်စုထဲမှာပါဝင်တယ်လို့မြန်မာသမိုင်းပညာရှင်ကြီးသမိုင်းပါမောက္ခဆရာကြီးဒေါက်တာတန်းထွန်းကမှတ်ချက်ပြုထားပါတယ်အဲ့ဒီလူတွေဟာလက်နက်ကိုကောင်းကောင်းအသုံးပြုတတ်ကြပါတယ်လက်နက်ဆိုလို့အခုခေတ်လိုဓာတ်တို့တနတ်တို့ကိုပြောတာမဟုတ်ဘူးနော်သိတဲ့အတိုင်းပဲအရင်နှစ်ပေါင်း4သိန်းလောက်ကဆိုတော့ကြောက်လက်နက်တွေသုံးတတ်ကြတာဖြစ်နိုင်ပါတယ်နောက်နှစ်ပေါင်း2သိန်းလောက်ကြာတဲ့အချိန်ကိုရောက်လာတဲ့အခါမှာတော့အဲ့ဒီလူတွေဟာလက်နက်ကိုပြုတ်လုတတ်တဲ့အဆင့်ထိရောက်လာကြပါတယ်အဲ့ဒီအချိန်ကရာသီဥတုကလည်းအရန်ကိုဆိုးရွားလွန်းလာပါတယ်နောက်တော့တဖြည်းဖြည်းနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ဝန်းကျင်ကိုရောက်လာတဲ့အခါမှာတော့အဲ့ဒီလူတွေဟာစိုးဝါလာတဲ့ရာသီဥတုတံကိုခံနိုင်ဖို့အတွက်ဂူတွေထဲမှာနေထိုင်လာခဲ့ကြပါတယ်ဒါကြောင့်သူတို့ရဲ့ကြောက်ခက်ဟောင်းနိုင်ရန်ပကြီးကားတွေကိုပြဓာလင်းကူမှာတွေ့ရှိနိုင်ပါတယ်သူတို့ရေးဆွဲခဲ့တဲ့ပုံတွေကစင်ဝက်တမင်တို့နဲ့တူတဲ့ပုံတွေအယိုးပဲဆွဲထားတဲ့ငါးပုံတွေနဲ့လက်ဝါးပုံတွေဖြစ်ပါတယ်နောက်တော့ဒီတရုတ်တိဘက်အနွယ်ဝင်တွေတဲကမှပြူလူမျိုးစုလေးဟာတဘာဝတောရိုင်းတာပဲရှိသေးတဲ့မြန်မာနိုင်ငံဆိုတဲ့နေရာလေးတဲကိုပထမဦးဆုံးတိုးဝင်လာခဲ့တဲ့လူတွေလည်းဖြစ်ပါတယ်သူတို့ရဲ့ဘာသာစကားကတော့တရုတ်တိဘက်ဘာသာစကားဖြစ်ပါတယ်သူတို့ဟာအိန္ဒိယနိုင်ငံအရှေ့ဘက်ဒေသတွေအထိအစုစုကွဲပြီးအေယာရီမြစ်ဝှမ်းတတိုက်ဒေသတွေကိုပြန့်နှံ့သွားကြဟန်ရှိပါတယ်သမိုင်းဝင်တရုတ်နန်းတွင်းမှတ်တမ်းများနဲ့တရုတ်စာပေတွေမှာမြန်မာနိုင်ငံကပြူလူမျိုးတွေဟာ400စုနှစ်လောက်ခရဲကတိုးတက်ယဉ်ကျေးနေတဲ့လူမျိုးတွေအဖြစ်ဖော်ပြခြင်းခံခဲ့ရတာကိုလည်းတွေ့ရပါတယ်800စုလောက်မှာပြူလူမျိုးတွေဟာကြီးကျယ်ခမ်းနားပြီးအံ့ဩစရာကောင်းလောက်တဲ့မြို့ကြီး9မြို့နဲ့ပြည်နယ်ပေါင်း18ပြည်နယ်လောက်ရှိတယ်လို့လည်းရေးသားဖော်ပြထားပါတယ်အဲ့ဒါအပြင်ပြူမင်းသားအရှင်သခင်တွေဟာအချွေရန်တွေကြေးကျွန်သင်းမင်းတွေရှိကြပြီးယူနန်နယ်နန်းချိုဘရင်ပီကင်းတရုတ်ဧကရစ်ဘရင်စီကိုလာရောက်တဲ့အခါတန်တမန်အဖွဲ့နဲ့အတူပြူမင်းသားနဲ့ကကြေတဲ့အဖွဲ့တစ်ဖွဲ့လည်းချစ်ကြည်ရေးလိုက်ပါလာခဲ့တယ်လို့မှတ်တမ်းရှိခဲ့ပါတယ်တကယ်တော့အနော်ရထာမင်းတည်ထောင်ခဲ့တဲ့မြန်မာပြည်ဆိုတာဒုတိယမြန်မာနိုင်ငံသားဖြစ်ပါတယ်ပထမမြန်မာနိုင်ငံကိုတော့တိဘက်ဗမာအမျိုးအနွယ်ဝင်တွေဖြစ်တဲ့ပြူလူမျိုးတွေကအရင်တည်ထောင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီပထမမြန်မာနိုင်ငံတော်ကိုနန်းကျောက်တွေကအေဒီ800စုမှာတိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်ပကံမင်းဆက်စုစုပေါင်း55ဆက်ရှိပါတယ်အဲ့ဒီထဲကမှအနော်ရထာမင်းဟာ42ဆက်မြောက်တော့မင်းဆက်ဖြစ်ပါတယ်
အခြားသောအနော်ရထမင်းထက်အရင်ရှိခဲ့တဲ့မင်းဆက်တွေကပုဂံကိုထပ်ပြီးတည်ထောင်ခဲ့ကြပါတယ်။အဲ့ဒီနောက်ကနေမှအနော်ရထမင်းကပြန်ပြီးမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။အနော်ရထမင်းလက်ထက်ရောက်တဲ့အခါမှာတော့ပုဂံဟာပြန်ပြီးကောင်းစားလာတဲ့ခေတ်ကိုရောက်ရှိလာခဲ့ပါတယ်။ဒါကြောင့်အနော်ရထမင်းလက်ထက်ပုဂံခေတ်ကောင်းစားခဲ့တဲ့မြန်မာနိုင်ငံတော်ကြီးကိုကျွန်တော်တို့ဒီဘက်ခေတ်လူတွေကပထမမြန်မာနိုင်ငံတော်အဖြစ်မှတ်ယူထားကြပါတယ်။အဲ့ဒါနဲ့ဘာလို့များမြန်မာအက္ခရာစတင်ရာအိန္ဒိယနိုင်ငံဖြစ်သွားတာလဲဆိုတော့မြန်မာအက္ခရာဟာပြူဘာသာစကားကိုစတင်ပြီးပေါ်ထွန်းလာခဲ့ခြင်းဖြစ်လို့ပါပဲ။တကယ်တော့ပြူစာဟာ AD 400စုခန့်လောက်ကြမှဗျမီအက္ခရာကိုမှီညမ်းပြီးတွင်တွင်ကြဲကြဲအသုံးပြုလာခဲ့တဲ့အက္ခရာတွေဖြစ်ပါတယ်။အဲ့ဒီဗျမီအက္ခရာဆိုတာ BC 400ကနေ900အထိအိန္ဒိယနိုင်ငံမှာထွန်းကားခဲ့တဲ့အက္ခရာစာတွေဖြစ်ပါတယ်။တကယ်တော့အဲ့ဒီကာလတွေမှာမှထွန်းကားခဲ့တဲ့ဆိုပေမဲ့လည်းဗျမီအက္ခရာဟာ BC 900စုနှစ်လောက်ခရဲကစတင်ပြီးသုံးစွဲနေပြီလို့သမိုင်းအထောက်အထားတွေမှာတွေ့မြင်ရပါတယ်။အာသောကမင်းကြီးလက်ထက်မှာလည်းဗျမီအက္ခရာနဲ့ရေးထိုးထားတဲ့ကျောက်စာတွေကိုတွေ့ရှိခဲ့ရတယ်လို့မှတ်တမ်းများမှာရေးသားဖော်ပြထားကြပါတယ်။ဒီလိုနဲ့ပဲပြူလူမျိုးတွေဟာဗျမီအက္ခရာတွေကိုမှီညမ်းပြီးသူတို့အက္ခရာအဖြစ်ပြန်လည်ဖန်တီးခဲ့ကြပါတယ်။အဲ့ဒီကမှပြူဘာသာအက္ခရာတွေကိုတွင်တွင်ကြဲကြဲအသုံးပြုခဲ့ကြပါတယ်။ပြူလူမျိုးတွေဟာသူတို့ရဲ့စာတွေကိုအိုးကြေးပြားကြောက်ပြားနဲ့ပေရွက်တွေပေါ်မှာရေးသားမှတ်သားခဲ့ကြတယ်လို့လည်းအထောက်အထားများတွေ့ရှိရပါတယ်။ဒီအချက်တွေကိုကြည့်ခြင်းအပြင်စာပေမှတ်သားခြင်းတွေကိုကျောက်စာတစ်ခုထဲမှာလုပ်ခဲ့တာမဟုတ်ဘဲအုတ်ခွက်စာကြေးပြားနဲ့ပေရွက်တွေပေါ်မှာလည်းပြုလုပ်ခဲ့တယ်ဆိုတာကိုသိရပါတယ်။ဒီတော့ဆက်ပြီးလေ့လာကြည့်မယ်ဆိုရင်ဗကံခေတ်အစောပိုင်းကပြူစာဟာအရန်ကိုတွင်ကျယ်ခဲ့တာကိုတွေ့မြင်ရပါတယ်။ဒါပေမဲ့အနော်ရထမင်းလက်ထက်မှာပြုလုပ်လှူဒန်းခဲ့တဲ့အုတ်ခွက်ဖျားတွေအုတ်ခွက်စာတွေကိုလေ့လာကြည့်ခြင်းအပြင်အနော်ရထမင်းလက်ထက်မှာပြူစာတင်မကပဲမွန်စာကိုလည်းအသုံးပြုနေခဲ့ကြပြီဆိုတာကိုတွေ့မြင်နိုင်ပါတယ်။ဒါတင်မကပဲအနော်ရထမင်းဟာသူနမ်းမတက်ခင်ကတည်းကမြန်မာနိုင်ငံကိုရောက်ရှိနေပြီးသားဖြစ်တဲ့ပါဠိဘာသာကိုလည်းရှင်အရဟံနဲ့အတူတူဖွံ့ဖြိုးတိုးတက်အောင်လှုပ်ဆောင်ခဲ့ပါတယ်။ဒါကြောင့်အနော်ရထမင်းလက်ထက်နောက်ပိုင်းမင်းလက်ထက်တွေမှာပုဂံဟာပြူမွန်ပါဠိနဲ့မြန်မာဘာသာဆိုပြီးဘာသာ၄မျိုးနဲ့ထွန်းကားနေတဲ့တိုင်းပြည်ကြီးတစ်ပြည်ဖြစ်နေပါတယ်။ဒါပေမဲ့အနော်ရထမင်းတွင်တွင်ကြဲကြဲအသုံးပြုနေတဲ့ဘာသာစကားကတော့ပြူနဲ့မွန်ဘာသာဖြစ်ပါတယ်။ပါဠိဘာသာကိုတော့ဘာသာရေးနဲ့ပတ်သက်တဲ့နေရာတွေမှာပဲအသုံးပြုခဲ့တာဖြစ်နိုင်ပါတယ်။အနော်ရထမင်းပြုလုပ်လူဒန်းခဲ့တဲ့အုတ်ခွက်ဖျားတွေကိုလည်းကလေးမြို့သုဝနဘူမိတထုံကတထုံဝတ်ဇေဒီဖျားနဲ့ဖန်မြို့အနီးကဘင်းကြီးကူမှာတူးဖော်တွေ့ရှိခဲ့တဲ့အနော်ရထမင်းပြုလုပ်လူဒန်းခဲ့တဲ့အုတ်ခွက်ဖျားနှစ်စုကိုလေ့လာကြည့်ရင်တွေ့ရှိနိုင်ပါတယ်။အဲ့ဒီအုတ်ခွက်ဖျားတွေမှာရေးသားထားတဲ့စာတွေကမွန်ဘာသာနဲ့ရေးသားခဲ့တဲ့စာတွေဖြစ်နေပါတယ်။ဥပမာဤဖျားစင်းတုကိုအနုရုဒ္ဓဒေဝမင်းသည်ကိုယ်တိုင်ပြုလုပ်သည်ဆိုပြီးမွန်ဘာသာနဲ့ရေးသားထားတာတွေကိုကြည့်ခြင်းအပြင်အနော်ရထမင်းဟာမွန်ဘာသာကိုအထူးအသုံးပြုခဲ့တာကိုတွေ့ရှိရပါတယ်။သုတေသနပညာရှင်တို့ရဲ့တူးဖော်တွေ့ရှိချက်အရအနော်ရထမင်းလက်ထက်မှာအုတ်ခွက်ဖျားတွေအုတ်ခွက်မီးဖုတ်စာတွေကိုသာတူးဖော်တွေ့ရှိခဲ့တာများပေမဲ့တကယ်တမ်းမှာတော့အနော်ရထမင်းလက်ထက်မှာကတည်းကကျောက်စာတွေကိုလည်းအသုံးပြုခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့သုတေသနပညာရှင်တွေတူးဖော်တွေ့ရှိခဲ့တဲ့တက္ကသိုလ်420ကရေးထိုးထားခဲ့တဲ့အနော်ရထမင်းရဲ့ကျောက်စာကသက်သေပြနေပါတယ်။တကယ်တမ်းမြန်မာစာအက္ခရာဟာ AD 12ရာစုမှာစတင်ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်။မြန်မာအက္ခရာဟာပြူဘာသာကိုအခြေခံပြီးဖန်တီးထားတာဖြစ်ပေမဲ့ပါဠိဘာသာကိုလည်းမှီညမ်းထားပါသေးတယ်။ဒါကြောင့်အသက်တွေပတ်စင်တွေအပြင်နေ့စဉ်လူတွေအသုံးပြုလို့မရှိတဲ့အက္ခရာတွေကိုလည်း B33 လုံးမှာတွေ့မြင်ရတာဖြစ်ပါတယ်။ဒါပေမဲ့မြန်မာစာအက္ခရာကို AD 12ရာစုမှာတွင်တွင်ကြဲကြဲအသုံးမပြုသေးတာပဲရှိပါသေးတယ်။ဒါတောင်မှတစ်ချောင်းစာနှစ်ချောင်းစာလောက်အုတ်ခွက်စာတွေကျောက်စာတွေမှာအသုံးပြုနေကြပါတယ်။တကယ်တမ်းတွင်တွင်ကြဲကြဲအသုံးပြုလာခဲ့တာကတော့ရာဇကုမာကျောက်စာလို့ခေါ်တဲ့မြစေတီကျောက်စာကိုပြူမွန်ပါဠိနဲ့မြန်မာဆိုပြီးဘာသာစကား၄မျိုးနဲ့ရေးထိုးခဲ့ပြီးတဲ့အချိန်ကြတော့မှနောက်ပိုင်းမှာတွင်တွင်ကြဲကြဲအသုံးပြုလာခဲ့ကြတာဖြစ်ပါတယ်။
ပကံခေတ်မှာကြောက်စာပေါင်းအမြောက်အများရှိတဲ့အထက်အမှာ189ခုသောကြောက်စာတွေဟာမှတ်တမ်းတင်ပြုစုခြင်းခံထားရပါတယ်။ကြောက်စာတွေအများစုကိုတော့အလူမှတ်တမ်းတင်ခြင်းတွေမှာများသောအားဖြင့်အသုံးပြုကြပါတယ်။ပြီးတော့ကြောက်စာထွင်းကြတဲ့လူတွေဟာလည်းဘုံကြီးကျောင်းကပဲတာဝန်ယူပေးကြတာများပါတယ်။ဘာလို့လဲဆိုတော့အလူရှင်တွေဟာသူတို့ရေးထွင်းလိုတဲ့ကြောက်စာတွေကိုဘုံကြီးတွေကိုအရင်ပြကြပြီးဘုံကြီးတွေကမှတဆင့်ပြန်လည်စီစစ်ပြီးမှကြောက်စာပေါ်မှာရေးသားထွင်းထူးကြတာဖြစ်ပါတယ်။ဒါကြောင့်လဲလူဒန်းစိတ်ရေးထွင်းကြတာမဟုတ်ဘဲမင်းမျိုးမင်းနွယ်တွေကသာရေးထွင်းစိုက်ထူကြတာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့မြမစာပေလို့ခေါ်တဲ့မြမစာအရေးအသားတွင်တွင်ကြဲကြဲအသုံးပြုလာတဲ့အစပဲဖြစ်ပါတယ်။ဒီဗီဒီယိုရဲ့အချုပ်ကိုပြောရမယ်ဆိုရင်ပကံခေတ်ဟာစာပေယဉ်ကျေးမှုဘာသာနဲ့ဓလေ့ထုံးတမ်းတွေစတင်ထွန်းကားရာခေတ်လို့ပြောရပေမဲ့ပြူမွန်မြန်မာနဲ့ပါဠိဆိုတဲ့ဘာသာစကားလေးမျိုးနဲ့ရောနှောနေတဲ့ခေတ်လည်းဖြစ်ပါတယ်။ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကိုတန်မိုးထားပြီးဘာသာတရားကိုင်းဆိုင်ခြင်းကိုလည်းစတင်မြင်တွေ့ခဲ့ရတဲ့ခေတ်လည်းဖြစ်ပါတယ်။စာပေရေးရာနဲ့ပတ်သက်ပြီးပြောရရင်ပြူဘာသာစကားနဲ့မွန်ဘာသာစကားတို့ကိုတွင်တွင်ကြဲကြဲအသုံးပြုခဲ့ကြသလိုဘာသာရေးအတွက်တီးသန့်အနေနဲ့ပါဠိဘာသာစကားကိုလည်းအသုံးပြုခဲ့ကြပါတယ်။မြန်မာဘာသာစကားကိုတော့အလင်းအသင့်သလိုပဲအသုံးပြုခဲ့ကြပါတယ်။ပကံခေတ်မြန်မာစာပေအကြောင်းအရာကတော့ဒီလောက်ပါပဲ။အခုလိုအဆုံးထိကြည့်ရှုနားဆင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်လည်းဒီလိုဘုဒ္ဓရစရာအကြောင်းအရာတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့မြန်မာစာပေ YouTube Channel နဲ့ Facebook Page တို့ကိုလည်း Like and Subscribe လုပ်ထားဖို့တောင်းဆိုလိုက်ပါတယ်။